ဒါတပည့်တော်ရဲ့ဆရာတော်အမှန်တကယ်အလုပ်လုပ်နေရပါဗျာသူတော်လဲမှာဆိုလို့အမှန်တကယ်အလုပ်လုပ်နေရပါဗျာဒါအမှန်တကယ်ကြိုက်နေရလုံးဝအကျဉ်းရေရင်းနေချိန်ကြီးကိုရေမကုန်ခန်းနိုင်သေးဘူးဗျာပိုတော်တက်သေးတယ်ဒီနေ့မနေ့ဖြန်မနေ့ရင်မတက်ဘူးဗျာမရှိဘူးဗျာမနေ့အဆုံးကမရှိဘူးရေနေတာဗျာမနေ့ရေနေတယ်ဗျာမနေ့ကတပည့်တော့မနေ့ကတော့မနေ့ကတနေ့မနေ့ကမြုပ်တော့တပည့်တော့မနေ့ကထားကြည့်တော့ရေမရှိဘူးဟိုဆရာတော်တို့ထွက်တဲ့အချိန်ဖြစ်မှာတပည့်တော့ဒီမှာစောင့်နေတဲ့အချိန်ကြောင့်မရှိဘူးထွက်တော့မှဟိုဖြစ်တာနေမှာရောက်တာနေမှာဟုတ်ဦးမြပိုင်းမှာဦးမြပိုင်းကအနေပိုင်းဖေရောက်မှာအငူဝလန်အနေပိုင်းလေသူကရောက်တယ်ဗျာဘေးတိဆိုဒီကမမြုပ်သေးဘူးသူတို့ရင်မြုပ်တယ်ဗျာရပြီဒါ